ပြေလေနိုင်တာတွေပြေလေနိုင်အောင်ကိုကြိုးစားခဲ့ပြီးမှစမ်းကြည့်မလားရှောက်ကသွားကြသည်မနှင်းစီရဲ့မနှင်းစီရဲ့ချိန်မလွန်ခင်မှာဒီလိုချင်မျိုးအဖြစ်ဆိုမှန်းသိခဲ့ရင်အစာချိန်တွေကအချစ်တွေမပေးဘူးလေမနှင်းစီရဲ့မနှင်းစီရဲ့အကျုံးချစ်တီးပါဆူရှိမှန်းသိတော့လေလုံးလိုက်မိမှခုမှပဲသိတယ်ကွယ်ချစ်မိခဲ့လို့ထွေးပွေးမိမှမောက်သေးကိုစူးဆိုင်ဝင်မိမိမလားအမုံရဲ့ဒီစူးရန်တရာပြန်ခံမေလေတရားပါပါစေနာပါသည်လူ